မင်္ဂလာပါခင်ဗျာကျွန်တော်ရှိမှာဒီလှုပ်ချက်မားထားတဲ့ကြောက်လေးတစ်လုံးရောက်လာတယ်ကျွန်တော်ဒီကြောက်ကိုရောင်းနှဲဝင်အောင်ကျွန်တော်သူ့ရဲ့အကောင်းဆုံးနေရာကိုကျွန်တော်တက်ချက်ပုံပြီးမှဖြစ်ပါတယ်ကျွန်တော်ဒီမှာလှုပ်ချက်မားထားတဲ့ကြောက်လေးပါဟိုစီတာဘက်ကထွက်တဲ့ကြောက်ပေါ့နော်ဒါကိုကျွန်တော်အကောင်းဆုံးနေရာလေးကိုတက်ချက်ပုံပြီးမယ်ကျွန်တော်တို့ဒီကြောက်ရဲ့အားနည်းချက်ကတော့ဒီနေရာပါဒီနေရာဒီကြောက်ဈေးမရတဲ့အကြောင်းရင်းရောင်းမထွက်တဲ့အကြောင်းရင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ငကိုကဒီနေရာမှာအနာရှိတယ်အဲ့ဒီအနာကိုငကိုပိုင်ရှင်ကပထမပိုင်ရှင်တွေကခွာလိုက်တယ်ဖြစ်မယ်အနာအောက်မှာရှိတဲ့ခွန်ဆက်ပေါ့နော်ခွန်ဆက်တွေဝါလူတွေကဒီမှာသူ့တဲလုံးစားလေးတွေချန်ခဲ့တယ်အဲ့တော့ပထမပိုင်ရှင်ကသူကဒီအနာတွေကိုဒီပထမဒီထပ်နာတခုရှိပဲအဲ့ထပ်နာကိုသူကခွာချလိုက်တဲ့အတွက်အောက်ကဝါလူရှိတယ်ဒီဝါလူကိုသူကဒီလိုမချောင်းကလေးတဲ့ပေါ့နော်မချောင်းအကျန်းလေးကသူတိုက်လိုက်တယ်ဖြစ်မယ်ဒါတော့တိုက်ထားတာပါတိုက်တဲ့အတွက်အခုလိုပြောင်းချောသွားတယ်ပေါ့နော်ပြောင်းချောသွားတဲ့အတွက်ကိုအခွန်မရှိတဲ့အတွက်အခွန်ကမရှိတော့ဘူးပေါ့နော်အောက်ကအနှစ်တောင်းလဲသူကမရောက်ဘူးမရောက်တဲ့အတွက်ကိုသူကအတားမရတဲ့ပုံစံလိုဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့တော့ဒီကြောက်ရောင်းမထွက်တဲ့အဓိကပြဿနာကတော့ဒီအချက်ကြောက်ပါကျွန်တော်တို့ဒီနေရာကိုရွေးချယ်လိုက်ပါပြီဒီနေရာပဲကျွန်တော်ရွေးချယ်တယ်ဒီနေရာကိုလိုက်ကွယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့အရင်အနှစ်ကြီးဖြစ်သွားမယ်ပေါ့နော်ကြောက်ကကြည့်ရတာတော်တော်ဆိုးသွားလိမ့်မယ်ဒီနေရာကိုပဲကျွန်တော်အခွန်လေးလေးချိတဲ့အတွက်ကိုပို့ပြီးတော့ဒါတော့ပြက်ပြက်ပို့ပြီးသွားတဲ့အနေအထားလေးပါဒီအကောင်းဆုံးနေရာကိုကျွန်တော်တို့ပြက်ပြက်ပို့ပြီးလိုက်တဲ့အတွက်ဝယ်သူဘက်ကလည်းဒီကြောက်သားရဲ့ပြည့်အည်သွေးကိုကြည့်ပြီးတော့ဘယ်လိုအထည်မျိုးထိုးလို့ရမလဲတွက်ချက်ပြီးတော့သူတို့ဈေးပြီးတော့မှဖြစ်ပါတယ်ဒါကငကူကမကွယ်ခင်အခြေအနေတုန်းကသူတို့လှုပ်ချက်မားထားတဲ့နေသားပေါ့နော်ဟိုကျွန်တော်ကဒီကြော်ကွက်ချက်အတစ်ထည့်လိုက်တဲ့အတွက်ဟိုကြောက်ကအများကြီးပြောင်းလဲသွားပါတယ်ဆိုတော့ကြက်ချက်ကအများကြီးပြောင်းလဲသွားပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟိုမိတ်ဆွေတို့မှရှိတဲ့ကြောက်တွေဟာဘာကြောင့်ဈေးကောင်းများတာလဲဘာကြောင့်ရောင်းရတာကြာနေရတာလဲဆိုတော့ဒီအခက်အခဲတွေဖြည့်ရှင်းမှုအတွက်ကျွန်တော်မှာကျွန်တော်တို့ရဲ့အတွေ့အကြုံအရကျွန်တော်တို့ဖြည့်ရှင်းပေးနိုင်ပါတယ်ကျွန်တော်တို့အကြံဉာဏ်ပေးနိုင်ပါတယ်เนาะဒါဈေးကွက်ရဲ့လှုပ်ချက်ရဲ့နှစ်ခုလုံးကိုကျွန်တော်တို့ကသုံးသက်ပြီးတော့ကျွန်တော်တို့အကြံဉာဏ်ပေးနိုင်ပါတယ်လို့ပြောကြရင်းနဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ